ချိန်ကတော့1965ခုနှစ်ဩဂတ်စ်လ9ရက်နေ့ပဲဖြစ်ပါတယ်ဒီလူကတော့လီကွမ်ယူပါသူကအခုလေးတင်မဲ့သူ့ရဲ့ပိုင်နယ်ဖြစ်တဲ့စင်ကာပူဟာမလေးရှားကနေပြီးတော့နင်ထုတ်ခံရပြီဆိုတဲ့သတင်းကြားလိုက်ရတာပါအခုတော့သူကဒီသတင်းဆိုးကြီးကိုသူ့နိုင်ငံသားတွေကိုနိုင်ငံပိုင်ရုံမြင့်တန်ကြားနေပြီးတော့တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ပြပါတော့မယ် Every time we look back on this moment when we signed this agreement which severed Singapore from Malaysia, it will be a moment of anguish. I mean, for me, it is a moment of anguish because all my life. သူအဲ့ဒီမှာပဲဆက်မပြောနိုင်တော့သူ့အတန်လေးတုံရင်လာတယ်သူစကားကိုရပ်ပလိုက်တယ်ပြီးတော့သူငိုချလိုက်တယ်ကျွန်တော်မလေးရှားနဲ့ပေါင်းစည်းကိုယုံကြည်ခဲ့တာပါတဲ့ဘာလို့ဒီလိုဖြစ်လာတာလဲဘာလို့လဲဆိုတော့မလေးမွတ်စလင်များစုနေထိုင်တဲ့မလေးရှားရဲ့မြို့တော်ကွာလာလမ်ပူဟာစင်ကာပူကိုကြောက်လို့ဘာလို့ကြောက်တာလဲဆိုတော့စင်ကာပူကတရုတ်လူမျိုးအများစုနေထိုင်တဲ့ဂျွန်လေးဖြစ်နေလို့ပြီးတော့တနေ့နေ့မှာစင်ကာပူရဲ့စိတ်ကံကသူတို့စိတ်ကံတွေထပ်ပို့ပြီးတော့တောက်ပလာမှာကိုကြောက်လို့ဒါကြောင့်မလေးရှားစင်ကာပူကိုနှင်ထုတ်လိုက်ပါတယ်သူတို့အဆင်ပြေဖို့အတွက်ပေါ့လီကွမ်ယူအတွက်တော့ဒါတကယ်ကိုပြက်စီခင်စိုက်တာပါပဲစင်ကာပူရဲ့ရေတဝက်လောက်ကမလေးရှားကနေလာတာဖြစ်ပါတယ်အစားတောက်90%လောက်ကလည်းဒီတရားကိုဖြတ်ပြီးမှတင်သွင်းရတာမို့မလေးရှားမရှိရင်စင်ကာပူရဲ့အခြေအနေကလုံးဝအဆင်မပြေဖြစ်သွားမှာပါဘာလို့လဲဆိုတော့စင်ကာပူရဲ့အခြေအနေကစိုက်ပျိုးမြေမရှိရေနံတွင်းမရှိတွင်းထွက်ပစ္စည်းမရှိစက်မှုလုပ်ငန်းတွေမရှိတဲ့မြေကွက်တတလေးတစ်ခုသာဖြစ်ပါတယ်အဲ့ဒီအခြေအနေကစင်ကာပူဆိုတာစင်းသားရောက်ကတွေပြည့်နှက်နေပြီးတော့လူတွေနဲ့ပြည့်ကျက်ညက်နေတဲ့စိတ်ကံတစ်ခုသာပဲရှိပါတယ်မိသားစု85%လောက်လည်းအိမ်သားတွေလည်းမရှိရေပိုက်တွေလည်းမရှိပဲဒီတဲအိုလေးတွေမှာဒီကျူးကျော်တဲပုံစံလေးနဲ့နေခဲ့ရတာပါမိသားစုတွေကမိသွေးနဲ့သူတို့ဟင်းချတယ်ပြီးတော့ညစ်ပတ်နေတဲ့ဒီရေပိုက်ခေါင်းတွေကိုသူတို့အတူမျှတုံးရတယ်အများပြည်သူတုံးအိမ်သားတွေအတွက်လည်းသူတို့တန်းစီရတယ်လူကြီးရဲ့တော့ကြွားစာမတက်ဘူးလမ်းမတွေပေါ်မှာမလီနဲ့တရုတ်တွေကြားလူမျိုးရေးအထီးကုန်းတွေကလည်းခဏခဏဖြစ်ပွားပြီးတော့ဒီရေမြောင်းတွေမှာအလောင်းတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ဒါကတော့လီကွမ်ယူဥဆောင်အောင်တဲ့နိုင်ငံတစ်ခုဒါပေမဲ့သူဒီဥဆောင်မဲ့နိုင်ငံကနိုင်ငံတစ်ခုနဲ့မတူဘဲနဲ့ချရှုံးပြီးတော့ပျောက်ကွယ်သွားတော့မဲ့နိုင်ငံလေးတစ်ခုနဲ့တူနေခဲ့ပါတယ်ဒါပေမဲ့သူကိုယ်တိုင်တော့မသိခဲ့တာကဒီမြက်ကြီးအဆုံးသတ်မဟုတ်ဘူးဆိုတော့ပါပဲဒါသမိုင်းမှာအကြီးကျယ်ဆုံးပြန်လည်ထူထောင်မှုတွေတစ်ခုရဲ့အစပါပဲဒါလို့ဆိုတော့အဲ့နေ့ကဒီပေါ်မှာငိုနေခဲ့တဲ့လူဟာသူ့နိုင်ငံအတွက်လက်မြောက်အရှုံးပေးဖို့ညှင်းဆန်ခဲ့လို့ပါပဲ Today this is our modern city 10 years from now this will be a metropolis never fear ဒီလိုတင်းငယ်ပြီးတော့ရေမပါတဲ့စိတ်ကံလေးကနေပြီးတော့လီကွမ်ယူဟာအာဂလီလိုက်စားမှုကိုစတင်တိုက်ဖြတ်တယ်စင်းရဲသားတွေကိုကျူးကျော်တဲတွေကနေပြီးတော့အိမ်နေစီကိုပြောင်းရွှေ့ပေးတယ်ပြီးတော့ဒီကျွန်းကိုနိုင်ငံခြားယင်းဒီမျိုးမှုတွေအတွက်သူဖွင့်လှစ်ပေးခဲ့နောက်ထပ်ပို့ပြီးတော့ကောင်းတဲ့ຢာတစ်ခုကသူကဒီအရောင်းမှာတင်ကြလာတဲ့ bureaucracy ဆိုတဲ့ရန်ရာတစ်ခုကိုသူ့နိုင်ငံမှာဖန်တီးပေးခဲ့အဲ့ဒါဘယ်လောက်တောင်လဲဆိုရင်မြေကြီးပေါ်မှာတတွေးထွေးတာတို့ပြီးခဲ့ွားတာတို့ကနေအစဒီသူတို့နိုင်ငံသားတယောက်ကိုထောင်ချနိုင်လောက်တဲ့အထိဥပဒေတွေစတင်ပြီးတော့ထုတ်ခဲ့တာပါဒီလိုမျိုးတန်မဏိလိုစီကန်းနဲ့မစုံမနစ်တဲ့အစီအစဉ်တခြားရှိမှုကနေတစ်စင်သူကနောက်ပိုင်းဒီကမ္ဘာပေါ်မှာချမ်းသာဆုံးနိုင်ငံတွေတရားတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်သူရဲ့ဒီအစီအစဉ်နဲ့နိုင်ငံတည်ထောင်ခဲ့တဲ့ပုံစံအရန်ကောင်းလို့တဲ့အတွက်ဒီနောက်ပိုင်းအရန်ကိုချမ်းသာပြီးတော့အရန်ကိုအုပ်ချုပ်မှုကောင်းလို့နဲ့နိုင်ငံတစ်ခုကိုဘယ်လိုတည်ထောင်မလဲဆိုတဲ့အရာတွေကိုပြဋ္ဌာန်းတဲ့ဒီတင်ဦးညွှန်းတန်းစာအုပ်စံနမူနာတစ်ခုထိပါဖြစ်လာခဲ့ပါတယ်ဒီကွာလာလမ်ပူထက်တင်မကဘူးဒီမလေးရှားတနိုင်ငံလုံးထက်ပိုပြီးတော့ချမ်းသာတဲ့မြို့တစ်မြို့ကိုတည်ဆောက်ပြနိုင်ခဲ့ပါတယ်လန်ဒန်ထက်ပိုတန့်ရှင်းတယ်နယူးယောက်ထက်ပိုပြီးတော့လုံခြုံတယ်နောက်ပြီးတော့သူ့ရဲ့ဒီအထွတ်ထိပ်အချိန်မှာလီကွမ်ယူကကဘာကြီးကနေတော့အရန်ကိုလေးစားတဲ့အရန်ကိုကြောက်ရတဲ့ဒီအာဏာရှိတဲ့လေးစားကြတဲ့ပုံကိုယ်တယောက်ဖြစ်လာခဲ့တော့နော်ဘယ်လောက်တောင်လဲဆိုရင်သူ့ကိုဒီအမေရိကန်ပြည်အောင်စုရဲ့ CIA ဌာနနေပြီးတော့တက်ရှိုးလုပ်ခဲ့လို့ဒီအမေရိကန်ပြည်အောင်စုကိုပြန်ပြီးတော့သူဒဏ်ရိုက်ရဲတဲ့အထီးပါပဲနော် We caught an American CIA agent trying to subvert our intelligence special branch officer. Man was caught locked up. When I told the American government, we keep quiet, you take this man away, $100 million to the Singapore government for economic development.
သူဒီတန်ချင်းတွေအတွက်တောင်းဆိုခဲ့တဲ့အတိုင်းပဲအမေရိကန်ဆိုရကလည်းဒီစင်ကာပူနိုင်ငံအတွက်ဒေါ်လာတန်100ပေးခဲ့ပါတယ်နောက်တစ်ခုကသူကဒီတခြားဘက်မှာလည်းဩစတြေးလျနိုင်ငံကိုဒီကုန်ကျွမ်းတင်ပို့မှုတွေပေါ်ပဲအရင်မိခိုနေလို့ဒီအာရှရဲ့အမိုက်တွေလို့အောင်သူခေါ်ခဲ့ပါတယ်သူရဲ့ဒီမှတ်ချက်ကိုလည်းဩစတြေးလျနိုင်ငံနားထောင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီနေ့မှာလီကွန်ယူဟာတခုခုရှာဖွေတွေ့ရှိခဲ့လို့ပါစင်ကာပူမှာကတယံဇာတာတွေမရှိပေမဲ့သူ့ရဲ့ပြည်သူတွေကသူတို့နိုင်ငံတော်တယံဇာတာတွေဆိုတာကိုသူနားလည်သဘောပေါက်သွားခဲ့ပါတယ်ဒီနိုင်ငံပိုင်ရုပ်မြင်သံကြားနေပြီးတော့ဒီမိတ်ခွန်ပြောပြီးတော့သူ6ပတ်အကြာမှာလီကွန်ယူကပျောက်သွားခဲ့ပါတယ်သူကသူ့ကိုသူဒီ Chunky Cottage ဆိုတဲ့ဒီ garden ဒီဥယျာဉ်ထဲမှာပေါ့နော်သူ့ကိုသူပိတ်လောင်ခဲ့ပါတယ်အဲ့ဒီအချိန်တော်တွေမှာသူအစားအသောက်တွေလည်းမစားနိုင်ဘူးအဲ့လည်းအိမ်မပြောဘူးပေါ့ဆရာဝန်တွေကသူ့ကိုစိတ်ငြိမ်စေပြီးခဲ့ရတယ်ပါလီမန်မှာလည်းသူမရှိတော့ပါဘူးလောမသိပဲပါလီမန်တွေကရက်တန့်နေခဲ့ပါတယ်ဒါပေမဲ့စိတ်ပြတ်အားနေတဲ့အချိန်မှာတော့သူကဒီဗြိတိရှဝန်ကြီးချုပ်ဒီ Harold Wilson စီကိုသူစာရေးခဲ့ပါတယ်ဒီသူရေးထားတဲ့စာတော့စင်ကာပူအတွက်စိတ်မပူဘူးပေါ့နော်ရေးတဲ့စာအထဲမှာတော့ကျွန်တော်လုပ်ဖို့ကံဘက်တွေနဲ့ကျွန်တော်စိတ်ဓာတ်မှန်ကန်တယ်ကျွန်တော်တို့စိတ်ပြတ်အားငယ်နေတဲ့အချိန်မှာတော့ကျွန်တော်တို့ကစင်ကျင်တုံတရားရှိတဲ့သူတွေဖြစ်ပါတယ်တဲ့ဘယ်လိုလှုပ်ရှားမှုမဆိုမလှုပ်ခင်မှာဖြစ်နိုင်တဲ့အကျိုးဆက်တွေအားလုံးကိုကျွန်တော်တို့စဉ်းစားသုံးသပ်ပြီးမှလှုပ်ဆောင်ပါပါတဲ့နော်အဲ့လိုမျိုးစာထဲမှာရေးထားတယ်နောက်ပြီးတော့ဒီ6ပတ်ကြာပြန်လည်ထူထောင်ပြီးတဲ့နောက်မှာဒီကွန်ယူရင်ဆိုင်ရမယ်ဒီနိုင်ငံရေးစစ်တူရင်ခုံပုံစံတော့ဒီလိုအခြေအနေပေါ့နော်သူတို့နိုင်ငံမှာစစ်တပ်ကလည်းမရှိအစားအသောက်ကလည်းမရှိဒီတဘာဝအရင်မြင့်မရှိတဲ့စိတ်ကံမြို့လေးတစ်ခုပဲဖြစ်တဲ့အတွက်တစ်ဖက်မှာလည်းပတ်ဝန်းကျင်မှာကြတော့ဒီအရန်ကြီးမားပြီးတော့ရန်လိုတဲ့ဒီအိန္ဒိယနိုင်ငံတွေကနေဝိုင်းရန်လာတဲ့ပုံစံဖြစ်နေသူတို့နိုင်ငံမှာအခုချိန်မှာအရေးကြီးဆုံးကတန်တမန်ရေးရဆိုတာသူနားလည်ခဲ့ဆိုတော့ဒီအရာသူတို့စင်ကာပူနိုင်ငံလေးပျောက်ကွယ်မသွားဖို့အတွက်ဒီကဘာကအတိမတ်ပြုတော်ကိုခံဖို့တဲ့လိုတယ်ဆိုတော့လီကွန်တီဒါကြောင့်ပထမဆုံးတစ်လအတွင်းမှာပဲလီကွန်ကသူ့နိုင်ငံကိုဒီကုလသမဂ္ဂထဲကိုတွန်းပို့ခဲ့ပြီးတော့ကုလသမဂ္ဂကလည်းဒီနိုင်ငံတစ်ခုပြအတိမတ်ပြုခဲ့တယ်ပေါ့နော်ဒါပေမဲ့စင်ကာပူရဲ့ပတ်ဝန်းကျင်ကသူ့ရဲ့ဒီ data ဒီပထဝီမြေကြီးအရာအန်နေအရမ်းများအောင်နော်အဲ့တော့ကျွန်တော်ခုနပြောသလိုဒီအိန္ဒိယနိုင်ငံတွေမှာလည်းသူ့ကြီးများတဲ့နိုင်ငံတွေသူ့ရန်လိုတဲ့နိုင်ငံတွေလည်းရှိရပါဒါကြောင့်ဒီ1965ခုနှစ်မတ်လမှာအင်ဒိုနီးရှားရေတပ်သား2ယောက်ဟာစင်ကာပူရဲ့ဒီ McDonald House ကိုဘုံခွဲခဲ့တယ်ပေါ့နော်အဲ့ဒီမှာအရက်သား3ယောက်တည်ဆုံးပြီးတော့33ယောက်ဒဏ်ရာရရှိခဲ့ဒီတိုက်ခိုက်မှုဟာ confrontation ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်အဲဒီ confrontation ဆိုတာကတော့ဒီအဲ့ဒီခေတ်ခါကဒီမလေးရှားနိုင်ငံရဲ့သမ္မတဆူကာနိုရဲ့ဒီ Federation အသစ်ကိုစတင်တဲ့ဒီအကြံဖတ်လှုပ်ရှားမှု operation တစ်ခုပဲဖြစ်ပါတယ်စင်ကာပူမှာတော့ဒီဘုံဖောက်ခေါ်ခဲ့သူတွေကအကြံဖတ်သမားတွေဖြစ်နေပေမဲ့အင်ဒိုနီးရှားနိုင်ငံမှာတော့သူတို့ကဒီအမေဥနာခံတဲ့စစ်သားတွေသူရဲကောင်းတွေလို့သူတို့နိုင်ငံသားတွေကသူတို့မြင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုတည်တံပေးလိုက်ခြင်းကြောင့်ဒီအင်ဒိုနီးရှားနိုင်ငံကြကတော့မြို့မှာအမျိုးသားရေးစိတ်ဓာတ်တွေကပို့ပြီးတော့သူတောက်လောင်ခဲ့ပြီးတော့ဒီចောင်းသားတွေကစင်ကာပူတန်ယုံကိုဝင်စီးခဲ့ကြပါတယ်ဒါကြောင့်လီကွန်ယူဟာအင်ဒိုနီးရှားလိုဒီအီယာမနိုင်ငံကြီးနဲ့သူတို့ရဲ့ဒီနိုင်ငံတည်တည်လေးပြစင်ကာပူရဲ့ဆက်ဆံရေးကိုတည်ငြိမ်အောင်လုပ်ဖို့တော့ကြတော့သူကိုယ်တိုင်ပြန်တန်းသွားခဲ့ပါတယ်အဲဒီမှာအခုနတေမိတ်ပြီးခံရခဲ့ရတဲ့ဒီဘုံပေါက်ခဲ့တဲ့ရေတက်သား2ယောက်ရဲ့တင်ချိုင်းမှာသူကိုယ်တိုင်သွားပြီးတော့ဥညွတ်ပြီးတော့ဘန်းခွေတွေကျဲခဲ့ပါတယ်သူကအမှန်တော့အဲ့လိုသွားခဲ့တာသူတောင်းပန်ဖို့သွားခဲ့တာမဟုတ်ဘူးသူအနေနဲ့လည်းဒီသွားလောက်ခဲ့တဲ့အရာကသူ့နိုင်ငံတော့အရှက်ရရကောင်းတဲ့အရာတခုဆိုတာသူသိပြီမဲ့ဒါသူမဖြစ်မနေလောက်ရမယ့်အရာဆိုတာသူတည်နေခဲ့တဲ့အတွက်သူသွားလောက်ခဲ့တာပဲဖြစ်တယ်နော်စင်ကာပူကအင်ဒိုနီးရှားကိုရန်သူအဖြစ်မဟုတ်ပဲနဲ့မိဘအဖြစ်လိုနေအပ်နေတယ်ဆိုတာကိုသဘောပေါက်နားလည်ဖို့အတွက်သူကဒီလောက်ရလောက်ဆောင်ခဲ့ရင်ဖြစ်ဒီလိုနဲ့1969ခုနှစ်မှာလီကွန်ယူကမလေးရှားအင်ဒိုနီးရှားထိုင်းနဲ့ဖိလစ်ပင်တို့နဲ့တူဒီအာဆီယံကိုပူးတွဲပြီးတော့တည်ထောင်ခဲ့တယ်ပေါ့နော်စင်ကာပူတယောက်တည်းမဟုတ်တော့ဘူးအခုအချိန်မှာသူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့လည်းသူစတင်ပြီးပူးပေါင်းဆောင်ရွက်နေပြီးတော့စစ်ရေးရဆိုရင်
သူတို့ရဲ့ဒီကျွန်းနိုင်ငံမှာစစ်တပ်ဆိုတာမရှိဘူးဗြိတိရှားတွေကလည်းအဲ့ဒီချိန်တော့ထွက်ခွာတော့ဟောနော်ဒီအင်ဒိုနီးရှားနဲ့မလေးရှားကသူတို့ဒီဗြိတိရှားထွက်ခွာသွားတဲ့အချိန်မှာသူတို့ကိုစစ်တိုက်လာနိုင်တဲ့ရန်လို့လာနိုင်တယ်ဒါကြောင့်ဒီ1969ခုနှစ်မှာပဲလူကန်ယူက National Service ကိုဖန်တီးခဲ့လူငယ်တိုင်းဒီစစ်မှုထမ်းရမယ်လက်ကျင့်ရေးအတွက်သူက Israel ကိုလိုအပ်စွာနဲ့ချင်းကပ်ခဲ့Israel ကသူတို့နိုင်ငံလိုမျိုးတီးငယ်တဲ့နိုင်ငံလေးတစ်နိုင်ငံဖြစ်တယ်ဒါပေမဲ့သူ့ထက်အများကြီးကြီးတယ်ဒီအာရပ်အိမ်ကြီးချင်းတွေကိုတီးငယ်ပြီးစီကန်းရှိရဲ့စစ်တပ်နဲ့အနိုင်ယူနိုင်ခဲ့တာကိုသူကအရင်လေးစားရတဲ့အတွက်ဒီ Israel ကိုချင်းကပ်ခဲ့တာပဲပြောပါIsrael အကြံပေးတွေကစင်ကာပူစစ်တပ်ရဲ့အခြေခံမူတွေကိုတည်ဆောက်ပေးခဲ့တယ်ဒီလိုနဲ့1990တခုနှစ်မှာစင်ကာပူဟာဒီ Israel နိုင်ငံရဲ့အကူအညီနဲ့ဒီအရောင်းမှာကျွမ်းကျင်လာတဲ့စစ်အင်အား16000ကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်လီကွန်ယူပြောခဲ့တဲ့စကားကတော့ရှင်းပါတယ်ကိုယ့်ကိုမကာကွယ်နိုင်ရင်ဘယ်သူမှငါတို့လာပြီးတော့ကာကွယ်ပြီးမှမဟုတ်ဘူးတဲ့အခုစင်ကာပူကိုကဘာကအတိမတ်စပြီးပြုပြီးပဲဖြစ်တယ်သူ့ရဲ့နီးချင်းတွေနဲ့ဆက်ဆံရေးရလည်းကောင်းလာပြီးတော့ကိုယ့်ကိုကာကွယ်နိုင်ပြီဆိုတော့လီကွန်ယူကအတွင်းပိုင်းကိုပြန်ပြီးတော့လှည့်ကြည့်လိုက်အဲဒီအချိန်မှာအကြီးမားဆုံးချင်းချောင်းမှုကတော့ကျွန်တော်ဗီဒီယိုဆောင်းမှာပြောခဲ့တယ်လို့ပဲပေါ့နော်ဒီစင်းရဲမွဲတေမှုတွေမဟုတ်ဘူးတခြားတစ်ဖက်မှာလည်းဒီလူမျိုးရေးပြဿနာဆိုတဲ့တရုတ်မလေးအိန္ဒိယဒီအုပ်စုတွေဟာမကြာခဏဒီအကြမ်းဖက်စွာနဲ့တို့နိုင်ငံတွင်းမှာပဏိပခါတွေဖြစ်ကြတယ်ဒီကန်ယူကလူမျိုးအလုံးတန်းတူညီမျှတယ်လို့ကြီးညာခဲ့ပါတယ်ဒါပေမဲ့နိုင်ငံတော်အားနဲ့နမိတ်တွေကိုတတ်မှတ်ပေးမယ်သူကဒီတရားဝင်ဘာသာစကားကို၄မျိုးအထိသတ်မှတ်ခဲ့အဲ့ကြတွေကတော့တရုတ်မလေးထမီးနဲ့အင်္ဂလိပ်တို့ပဲဖြစ်ပါတယ်ခလေးတိုင်းအမိခင်ဘာသာစကားကိုသင်ယူနိုင်ပါတယ်ဒါပေမဲ့သူတို့ကိုစီလုံးစီမဲ့ဘုံဘာသာစကားဖြစ်တဲ့အင်္ဂလိပ်ကိုလည်းသင်ယူရပါတယ်ဘာသာရေးကိုလည်းတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားခဲ့တယ်ကိုယ်ပြမှုတွေဖြစ်နေတယ်ဘာသာရေးဖြန့်ဝေမှုမှန်သမျှကိုတားမြစ်ထားဒါပေမဲ့စီးပွားရေးကတော့အဲ့အချိန်ထိပြိုလဲနေခဲ့တော့မှာပဲဒါကိုပြင်ဖို့အတွက်လီကန်ယူဟာ dash စီးပွားရေးပညာရှင် Albert Winsminas ကိုခေါ်ခဲ့ပါတယ်သူ့ရဲ့အကြံဉာဏ်တွေကအရန်ဟိုမှာတိကျလုံးပြီးတော့ဒီကွန်ကြီးကိုသူပြီးခဲ့တဲ့ဒီအတွေးခေါ်တွေကတော့ပထမဆုံးအနေနဲ့အမျိုးသားရေးဝါဒတွေကိုမေးလိုက်ပြီးတော့စင်ကာပူပထမဆုံးအနေနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ဒီနိုင်ငံခြားကုမ္ပဏီတွေအတွက်ဆွဲဆောင်မှုရှိအောင်အရင်ဆုံးလုပ်ဖို့လိုအပ်တယ်လို့သူအကြံဉာဏ်ပေးခဲ့တယ်နောက်ပြီးတော့အခွန်တွေကိုနည်းအောင်ထားပါအာဂရီလိုက်ဆောင်မှုကိုတိုက်ဖြတ်ပါတည်ငြိမ်မှုကိုအာမခံပါကျွန်းကိုအပေါ်ကနေအောက်ခြေထိတန့်ရှင်းအောင်ထားပါအမိုက်မရှိအထီးကြုံမရှိစင်းရသားရက်ကွက်မရှိစက်ယုံတွေစောက်ပါအလုပ်သမားတွေကိုလေ့ကျင့်လုပ်ပေးပါဒါတွေလုပ်ရင်နိုင်ငံတကာကုမ္ပဏီကြီးတွေကတော့အလိုလိုရောက်လာလိမ့်မယ်လူကန်ယူကလည်းသူပြောခဲ့တဲ့အတိုင်းနားထောင်ခဲ့ပါတယ်ဒီလိုနဲ့နိုင်ငံခြားငွေတွေစီးဝင်လာတဲ့အများစက်ယုံတွေတဖြည်းဖြည်းနဲ့ပေါ်ပေါက်လာတယ်အမေရိကန်နဲ့ဂျပန်နိုင်ငံကုမ္ပဏီကြီးတွေစတင်ဝင်ရောက်လာတယ်ဒီ Texas Instrument Hewlett Packard General Electric အစရှိတဲ့ကုမ္ပဏီကြီးတွေဝင်ရောက်လာခဲ့တော့နော်နောက်ပြီးတော့ဒီဗြိတိရှားတွေစွန့်ပစ်သွားခဲ့တဲ့ဒီသမောချင်းတွေကသမောတိဆောက်ရေးလုပ်ငန်းတွေတစ်ဖန်ပြန်ဖြစ်လာတယ်ဒီကန်ကစင်ကာပူလေကြောင်းလိုင်းနဲ့ Neptune Orient line ကိုဖန်တီးဖို့အတွက်အရင်မြစ်တွေကိုစုစည်းခဲ့ပညာရေးစနစ်ကိုလည်းဒီကုမ္ပဏီတွေကိုဝန်ဆောင်မှုတွေပြန်လည်ပေးနိုင်မယ်အင်ဂျင်နီယာတွေနည်းပညာရှင်တွေနဲ့အလုပ်သမားတွေကိုငွေထုတ်ပေးဖို့ချက်ချင်းပြန်လည်ပြင်ဆင်ခဲ့ပါတယ်ဒီယင်းဒီမြုံနယ်မှုတွေကနေရရှိလာတဲ့ဝင်ငွေတွေနဲ့လီကန်ယူကနေ့စဉ်ဘဝတွေကိုပြောင်းလဲပစ်ပေးခဲ့ပါတယ်စင်ကာပူလူမျိုး၄ပုံ၃ပုံကစီရင်သားရက်ွက်တွေနဲ့တဲရဲမှာအဲ့ဒီအချိန်ထိနေထိုင်နေကြတော့မှာပဲဒါကြောင့်သူကနိုင်ငံရဲ့အများပြည်သူအိမ်ယာဖြစ်တဲ့ Housing Development Board ကိုစတင်ပြီးတော့အရှင်ဟုန်နဲ့မြင့်တင်ခဲ့ပါတယ်နှစ်စဉ်ရေနဲ့လက်စမီပါတဲ့ကွန်ကရစ်တိုက်ခန်းတွေစီကိုတိန်းနဲ့ချီတဲ့သူပြည်သားတွေကိုပြောင်းရွှေ့ပေးခဲ့တယ်မိသားစုတိုင်းကိုနိုင်ငံတော်မှာဆုရှယ်ယာတစ်ခုပေးခဲ့တော့ဒါကိုပေးချစ်ဖို့အတွက်သူကအလုပ်သမားတွေကိုသူရဲ့လောက်ခါလာစာရဲ့20%လောက်နဲ့ဒီ CPF Central Provident Fund ကိုအနံ့နိုင်ခဲ့ပါတယ်စာရွက်ပေါ်မှာတော့ဒါသူတို့ရဲ့အငြိမ်းစားယူဖို့အတွက်ကြိုရဆူတဲ့ပတ်စံတွေအနေနဲ့ပေါ်တာပေါ့နော်တကယ်တမ်းမှာတော့ဒါအိမ်ယာတွေစောက်ဖို့အခြေခံအဆောက်အအုံတွေကိုငွေကြေးထောက်ပံ့ဖို့နဲ့ရ
ယင်းဒီမြုံနယ်မှုတွေကိုရန်ပုံငွေထောက်ပံ့ဖို့အတွက်အသုံးပြုတဲ့နိုင်ငံတော်ရဲ့အေယာမအရင်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်နိုင်ငံသားတိုင်းကိုချောက်ပေါ်ကိုရက်တည်ရမယ်ဒီအရာလုံးကိုစီမံခန့်ခွဲနိုင်မယ်ထိရောက်တဲ့ရန်ရာတစ်ခုရှိဖို့အတွက်လူကန်ယူဟာဝန်ကြီးတွေနဲ့ဒီအစိုးရဝန်ထမ်းတွေရဲ့လှစာကိုနှစ်ဆတိတိုးပေးခဲ့ပါတယ်ဒီလိုလှဆောင်ချက်ကတော့သူတို့ရဲ့ဒီဂရီကဝတ်တွေကိုမြင့်တင်ပြီးတော့သူတို့ရဲ့ဒီလုပ်ငန်းပေါ်မှာတာဝန်ယူမှုတစ္ဆာရှိမှုကိုပို့ပြီးတော့မြင့်တင်ဖို့အတွက်ဖြစ်ပါတယ်ပြီးတော့ဒီအာဂရီလက်ဆောင်မှုဒီစုံစမ်းစစ်ဆေးရေးဘျူရိုဆိုတဲ့ CPIB ကိုလည်းလွတ်တော်မှာအဆိုတင်သွင်းပြီးတော့တည်ထောင်ခဲ့ပါတယ်ဒီလက်ယူထားတဲ့သူမှန်သမျှကိုဖမ်းမိရင်အကုန်လုံးထောင်ထဲမှာထည့်ပြမယ်သူရဲ့အမျိုးသားဖွံ့ဖြိုးရေးတိုးတက်ရေးဝန်ကြီး Terry Changwan ဆိုတဲ့ဒီပုဂ္ဂိုလ်อ่ะနော်ဒီပုဂ္ဂလိကကုမ္ပဏီနှစ်ခုစီကနေပြီးတော့ဒေါ်လာ1 သန်းကိုဒီလက်ယူထားတယ်ဆိုတော့ဖမ်းမိတဲ့အခါမှာတော့ဒီခုနကျွန်တော်ပြော CPIB အဖွဲ့ကြီးကနေပြီးတော့ချက်ချင်းဝင်ရောက်ဖမ်းဆီးခဲ့တယ်ပေါ့နော်ဒါနဲ့ဒီတရားရင်ဆိုင်ဖို့မတိုင်ခင်လေးမှာပဲခုနဖမ်းဆီးခံခဲ့ရတဲ့ဝန်ကြီးထားဒီစေးပြားတွေမျိုးချပြီးတော့ကိုယ့်ကိုတက်တည်ပြစ်လိုက်တော့နော်ဒါပေမဲ့သူ့ရဲ့ဒီလောက်ရပေါ်လီရဲ့တုံ့ပြန်မှုကတော့ EC ပဲပေါ့နော်လုံးဝသူ EE ပဲသူပြောတာတော့တူတူလေးနဲ့ယူလို့ဒီလူတကယ်ကိုမားတယ်ပေါ့နော်သူလက်တွေယူခဲ့တယ်ဒါကြောင့်သူ့လိုလူကိုကျွန်တော်နဲ့ဘယ်လောက်ပဲယဉ်နေကျွန်တော်မကယ်နိုင်ဘူးလို့သူပြောခဲ့ပါတယ်ဘယ်သူမှဥပဒေအထက်မှာမရှိရဘူးပေါ့နော်အဓိကဒီပုံဆောင်တဲ့သဘောတော့ဒီလိုတစ္ဆာရှိတဲ့ဝန်ကြီးတယောက်တောင်မှဒီလိုမျိုးအရာတွေကိုတုံ့ပြန်မယ်ဆိုရင်နိုင်ငံထဲမှာရှိတဲ့ဘယ်သူမဆိုဘယ်အာဏာပိုင်မဆိုလက်ပြလက်ယူလုံးမိရတယ်အကုန်လုံးအဖမ်းခံရမယ်ထောင်ချခံရမယ်အပြစ်စီရင်ခံဘာလို့လဲဆိုတော့ကျွန်တော်တို့သူပြောရအောင်နော်ကျွန်တော်တို့တကယ်လို့ချွင်းချက်တစ်ခုခုအနေနဲ့တစုံတယောက်ကိုအားနာပြီးတော့ကာကွယ်ပေးလိုက်မယ်ဆိုရင်ဒါဥပဒေရဲ့အထက်မှာကျွန်တော်တို့လူတယောက်ယောက်ကိုပေးနေလိုက်တဲ့သဘောဖြစ်သွားလိမ့်မယ်လို့သူပြောခဲ့တော့နော်အားကြောင့်မို့ဒီလိုမလုပ်ဘဲနဲ့အကုန်လုံးကိုတန်တူညီများဥပဒေတိုင်းစီရင်ရမယ်လို့သူပြောခဲ့တယ်နောက်ဆုံးမှာတော့လီကွန်ယူကဒီ currency campaign ဆိုတဲ့အရာကိုစတင်ခဲ့တယ်အဲ့အရာတော့ဒီအဝေးပြေးလာပါဒီရှောင်းမှာတစ်ပင်နေစိုက်ဖို့နဲ့ဒီမြစ်တွေကိုဒီမိန်လာတွေကနေတန့်ရှင်အောင်ခွဲထားပြီးတော့မြို့ထဲမှာပန်းချမ်းနေဖန်တီးဖို့သူအမိတ်ပေးခဲ့တယ်တန့်ရှင်မှုနဲ့စိန်နှံစုပြီးမှုကသူတို့ရဲ့အရေးကြီးတဲ့ဝါဒဖြန့်ချီဖြစ်လာခဲ့တယ်စင်ကာပူကဒီလိုနဲ့တဖြည်းဖြည်းနဲ့အရင်ကလိုစင်ရတာရောက်ကြတယ်ကိုမဟုတ်တော့ဘူးဆိုတော့ကဘာတဖြည်းဖြည်းနဲ့မြင်တွေ့လာတယ်ဒီလိုနဲ့1990ပြည့်နှစ်အစောပိုင်းမှာဒီနှစ်အနည်းငယ်လေးအတွင်းမှာပဲစင်ကာပူကအလံတစ်ခုခိုင်မာတဲ့စစ်တပ်တစ်ခုစီးပွားရေးတစ်ခုနဲ့ဒီဝါဒဖြန့်ချီရေးရန်တရားတစ်ခုရှိလာတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့1980ခုနှစ်ရောက်မှာဒီသူတို့နိုင်ငံရဲ့ပထမဆုံးလေဆိပ်ဖြစ်တဲ့ချန်ဂီကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်ဒီဖွင့်လှစ်ပြီးနောက်ပိုင်းမှာပဲကမ္ဘာအကောင်းဆုံးတွေကအခုအပြည့်ချက်ချင်းအဆင့်တက်မှတ်ခံခဲ့ရပါတယ်တစ်ဖက်မှာလည်းစင်ကာပူစိတ်ကမ်းတွေဟာဒီကမ္ဘာပေါ်မှာအလုံးများဆုံးစိတ်ကမ်းတွေကအခုပြေကြီးထွားလာခဲ့ပါတယ်အာရှပို့ကုန်တွေနဲ့အနောက်တိုင်းဈေးကွက်တွေကြားကသူကလမ်းဆောင်တစ်ခုဖြစ်ရပ်တည်ခဲ့ပါတယ်1982ခုနှစ်မှာစတင်ခဲ့တဲ့ဒီစင်ကာပူလေကြောင်းလိုင်းကစိန်ခံမှုနဲ့သူ့ရဲ့အရင်ကောင်းမွန်လာတဲ့ service တွေကြောင့်ကမ္ဘာလုံးဆိုင်ရာနာမည်ကြီးတင်ငေတာတစ်ခုဖြစ်လာခဲ့တယ်။နိုင်ငံခြား electronic ပစ္စည်းတွေဒီတမောလုပ်ငန်းတွေနောက်တော့ဒီဘဏ္ဍာရေးနဲ့နည်းပညာတွေအားလုံးဒီစင်ကာပူတွေကိုစီးဝင်လာခဲ့တယ်။အရင်ဆုံးတိုးချဲ့ဖို့ပြီးတော့ဒီအာဆီယံရဲ့ကျန်တဲ့နိုင်ငံတွေကိုရောက်ဖို့ပေါ့နော်။ဒါပေမဲ့အစည်းအကမ်းမရှိရင်တိုးတက်မှုကဘယ်တော့မှမလုံလောက်ဘူး။ဆိုတော့အရင်ကထောက်ခဲ့တဲ့စီကံအတိုင်းပဲပြီးခဲ့ွားပြီးတော့စီမက်ကံမဲ့ထွေးရတွေကိုတားမြစ်တယ်။နောက်ပြီးတော့ဒီမူရစီရောင်းဝယ်တဲ့သူတွေကိုတခါလေကြိုးပြီးပြီးတော့တတ်ပြတဲ့ဥပဒေတွေထုတ်ပြတယ်။နောက်ပြီးတော့အမိုက်ပြတာတတွေးထွေးတာဒီလောင်းကိုမစင်ချင်းဖြတ်ကူတာနောက်ပြီးတော့အဆရှိတဲ့ဒီ
တိတိလေးတွေအစားအကုန်လုံးတန်ငွေထောင်နဲ့ချီပြီးတော့ရိုက်ပြတယ်ဒီသူထုတ်ထားတဲ့ဒီနိုင်ငံရေးဥပဒေနဲ့စန့်ကျင်ပြီးတော့ဒီရှိနေတဲ့ကုမ္ပဏီတွေပါတယ်ဆိုရင်တရားစွဲပြီးတော့ဒီဝါလီခံရတဲ့အထိပြောင်းလုပ်ပြတယ်ဒါမှမဟုတ်ပဲတရားတော်မှမစစ်ပဲနဲ့ဒီဖန်စီထိန်းသိမ်းတာတို့အဲ့တော့သတင်းစာတွေကိုလည်းသူလုံးဝထိန်းချုပ်တာလေစင်စာတွေဖြတ်ပြတယ်လီရဲ့ဒီထိန်းချုပ်တဲ့အတွေးခေါ်တွေကကျွန်တော်တစ်ဖက်မှာကြည့်ရဆိုရင်ရက်ဆက်တယ်လို့လည်းပြောလို့ရဆိုပေမဲ့ဒီသူလှုပ်ဆောင်ရဲ့အရာတွေကကျွန်တော်ဒီနေ့ဒီချိန်မှာဆိုရင်သူ့ရဲ့ဒီရက်ဆက်တဲ့ဆုံးဖြတ်ချက်လို့အဲ့ဒီအချိန်ကမြင်ခဲ့ရတဲ့အရာတွေကအခုတော့အတီးပွင့်နေပြီကျွန်တော်မြင်တွေ့နေရပြီဖြစ်တယ်ပေါ့နော်သူပြောခဲ့တဲ့စကားတစ်ခွန်းကတော့ဒီနိုင်ငံမှာဘာကမှန်တယ်မှားရဲဆိုတာကိုကျွန်တော်တို့ကဆုံးဖြတ်တယ်ပြည်သူတွေဘာတွေ့တွေ့ကျွန်တော်တို့ကယူမဆိုင်ဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်သူရဲ့ဒီနိုင်ငံခြားရေးမူဝါဒကလည်းဒီလိုပဲအရင်မှရက်ဆက်တယ်ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲဒီ1990ပြည်နှစ်တွေမှာဒီ American CIA ဟာစင်ကာပူနိုင်ငံရဲ့ဒီထောက်လှမ်းရေးဌာနကိုထိုးပေါက်ဖို့ကြိုးစားခဲ့တယ်။ဒါကြောင့်ပဲလီကွန်ယူကသူတို့လူတီးရှင်ကြပေါ်ထုတ်ခဲ့တယ်။ပြီးတော့ဒီဝါရှင်တန်ကိုအဆက်ခွဲခဲ့။ပြီးတော့ပြောခဲ့လို့ရောနော် American ဆိုရကိုဒေါ်လာတန်100တန်ရိုက်ခဲ့။အဲ့ဒါအပြင်ကိုသူကဒီအိန္ဒိယကိုလည်းဒီမပြေစုံနဲ့ဒီကြီးမြတ်မှုရှိတဲ့နိုင်ငံတစ်နိုင်ငံလို့ဝေဖန်ခဲ့တယ်။နောက်တော့အာဖရိကကိုတော့မင်းတို့ကောင်းနေအာဂရီလိုက်စာမှုကိုရက်တန့်ရမရိုက်မင်းတို့ကိုဒီအာဂရီလိုက်စာမှုရရင်ဖြတ်စီလိုက်မယ်လို့အာဖရိကနိုင်ငံတွေကိုလည်းတတိပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသူကဒီအရှင်းနိုင်ငံနဲ့အနောက်နိုင်ငံတွေကိုမျှတအောင်ထိန်းကြီးခဲ့။အဲ့ဒါဘယ်လိုလဲဆိုတော့ဒီစင်ကာပူကသူ့ဒီစိတ်ကမ်းမှာအမေရိကန်စစ်သမော်တွေကိုလက်ခံခဲ့။ဒါပေမဲ့တစ်ဖက်မှာလည်းဒီတရုတ်နိုင်ငံကိုလည်းဖွင့်လှစ်ပေးခဲ့။ဒီ1998ခုနှစ်မှာတိတ်ဆောင်ဖိန်ကဒီတရုတ်ကိုကဘာစီဒီဖွင့်လှစ်ဖို့ဒီပြုပြင်ပြောင်းလဲမှုတွေစတင်တဲ့အခါသူကစင်ကာပူစံနမူနာဖြစ်လေ့လာခဲ့။ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒီကဘာလူဦးရေအများဆုံးနိုင်ငံအနေပြီးတော့ဒီတကယ်ကဘာအတင်းငယ်ဆုံးနိုင်ငံတွေကတခုစီကနေတင်ယူလေ့လာခဲ့ရတာဖြစ်ပါတယ်လီကွန်ယူကသူ့ရဲ့ဒီစင်ကာပူနိုင်ငံအတွင်းမှာသူရဲ့ဒီလူအဖွဲ့စီကိုစီစီအောင်ဖြစ်အောင်သူကိုယ်တိုင်ဖန်တီးခဲ့ပါတယ်သူကဒီအိမ်ညာခွဲတန်းတွေကိုဒီတရုတ်မလေးနဲ့အိန္ဒိယလူမျိုးတွေကိုဒီသူတို့အိမ်တွေကိုဘေးချင်းကပ်ရနေထိုင်ဖို့အတွက်တွန်းအားပေးခဲ့တော့ဒါကြောင့်မို့ဒီလူနေထိုင်ရခြင်းအတွက်သူတို့ရဲ့တအိမ်နဲ့အိမ်ဆက်သွယ်ဖို့အတွက်စီလုံးတွေရဲ့ဘာစကားတော့အင်္ဂလိပ်ဘာသာစကားပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်စင်ကာပူနိုင်ငံဒီအင်္ဂလိပ်စကားအဓိကပြောတဲ့နိုင်ငံဖြစ်လာတာပဲဖြစ်တယ်နော်တစ်ဖက်မှာလည်းသူကသူ့ရဲ့ဒီနိုင်ငံသားတွေကိုသူရဲ့ဒီနိုင်ငံတိုးတက်ဖို့အတွက်ပို့ပြီးကြိုးစားလှုပ်ဆောင်နိုင်အောင်ဒီလိုဥပဒေတစ်ခုကိုထုတ်လုပ်ခဲ့တော့နော်အဲ့ဥပဒေကတော့ကလေးနှစ်ယောက်နဲ့ရက်ဆိုတဲ့ဥပဒေပဲဖြစ်ပါတယ်ဒီဥပဒေအပြင်မိသားစုတွေကဒီလီမယားနှစ်ယောက်အိမ်အောင်ကြောက်ရရင်ကလေးနှစ်ယောက်တည်းပို့မယူဘဲနဲ့ကလေးနှစ်ယောက်ရှိရတယ်သူတို့ဒီမိသားစုနဲ့ပဲလက်ပတ်ပြီးတော့ဒီစူးစမ်းရဖို့အတွက်ထုတ်ခဲ့တာဖြစ်တော့နော်အဲ့လိုပဲနော်ဘလောက်တောင်မှသူဒီသူ့နိုင်ငံမှာစီကံတင်ကြက်လဲဆိုရင်ဒီစပင်အရှိထားတဲ့မျိုးသားတွေကိုဆိုရင်ဒီအစိုးရဝန်ထမ်းတွေအဖြစ်လောက်ကန်ခြင်းကိုတားမြစ်ခဲ့တယ်အဲ့အမျိုးသမီးတွေကိုလည်းဒီကျောင်းတွေနဲ့အလုပ်တွေစီကိုတွန်းပို့ခဲ့သူကညံကောင်းတဲ့အမျိုးသမီးတွေကပဲကလေးတွေမွေးတင်တယ်လို့တော့မှအကြံပြုတဲ့ဒီသူ့ရဲ့ဒီနိုင်ငံပေါ်မှာတိုးတက်ဖို့အတွက်သူကြိုးပမ်းမှုဟာအရောက်မှတစ်ဖက်ဆုံးရောက်တဲ့အထီးမီပါအောင်ဖြစ်ခဲ့ပါတော့စင်းရသားတွေကတော့ကိုယ့်ကိုသားကြောဖြတ်ထားတင်းကြတယ်မဟုတ်လားလို့တော့သူမှတ်ချက်ပေးခဲ့တယ်လီကွန်ယူကမူဝါဒတွေချမှတ်နေရတယ်မဟုတ်ဘူးသူကဒီစင်ကာပူလူမျိုးတွေကိုအရောက်မှစတန်ဒတ်မြင့်တဲ့လူမျိုးတို့ခုဖြစ်လာအောင်ဖန်တီးနေရပဲဖြစ်ပါတယ်ဒါပေမဲ့သူဒီလိုလှုပ်ဆောင်နေရတွေကိုကျွန်တော်တို့လွန်တယ်လို့ပြောလို့မရဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့သူ့ရဲ့အတက်အပြန်ကြည့်မယ်ဆိုရင်လည်းဒီသူကလည်းဒီမိသားစုပတ်စံတွေကိုဖြုံးတီးပြီးတော့လောင်ကစားအမြဲလောက်နေတယ်သူ့ရဲ့အဖေနဲ့ကြီးပြင်းလာခဲ့ရတာနော်။သူ့ရဲ့ဒီအမေကြောင့်လာသူတို့ရဲ့ဒီမိသားစုလေးကိုစီစီလုံးနဲ့ထားနိုင်ခဲ့ရပဲဖြစ်ပါတယ်။1942ခုနှစ်တုန်းကဒီဗြိတိရှ်အင်ပါယာဒီစင်ကာပူကိုအုပ်ချုပ်နေခဲ့တဲ့တော့ဒီ
ဂျပန်စစ်တပ်ကဒီဗြိတိရှားစစ်တပ်ကိုရက်80အတွင်းပြိုလဲတော့တိုက်ခိုက်ခဲ့တာကိုသူမြင်တွေ့ခဲ့ရတယ်အဲ့ဒီတော့အရာကိုသူအရန်တုံလုံးခဲ့တယ်သူဘယ်တော့မှလည်းမမေ့ခဲ့ဘူးနော်ရက်80အတွင်းမှာဗြိတိရှားဒီစစ်တပ်ကြီးပြိုလဲတော့သူတွေ့ခဲ့ရတယ်သူပြောခဲ့စကားတော့ဘယ်သူမှနောက်ထပ်စင်ကာပူကိုလာပြီးတော့တိုက်ခိုက်နိုင်မှာမဟုတ်ဘူးလို့မတိုက်ခိုက်เสียဘူးလို့အဲ့တော့ကသူဆုံးဖြတ်ချက်ချခဲ့တယ်ဂျပန်မြောက်မှာသူကဆုတ်ချင်းလူတော့ပွဲကနေကတ်တီလီလွတ်မြောက်ခဲ့ရပဲဖြစ်ပါတယ်တေးရောအမျိုးသားထောင်ပေါင်းများစွာကိုဖမ်းဆီးပြီးတော့ကွပ်မျက်ခဲ့တဲ့အဖြစ်ပြပါတော့အဲ့ဒါသူတော်တော်ကံကောင်းလို့ဒါအဲ့ဒီတော့လွတ်မြောက်ခဲ့အောင်နော်အဲ့ဒီတော့အဲ့ဒီဂျပန်စစ်သားကသူ့ကိုအဲ့တော့အတန်းငယ်တီတော့ခလီရောနော်သူ့အဲ့ဂျပန်စားအဝတ်စားရသွားယူကန်တယ်သွားယူတော့သူအဝတ်စားရကောင်းသွားယူကျူနေလို့ရတဲ့အဲ့စစ်သားနဲ့သူ့တက်ချန်တိုင်းပြီးတော့ထပ်ပြေးဝင်ပေးလိုက်ပါတော့သူကအဲ့ဒီမှာထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက်ပိုင်းမှာဟောနော်အဲ့အသက်ရှင်သမှုတော့သူဂျပန်စာကိုတင်ယူခဲ့တယ်နောက်ပြီးတော့ဒီအင်္ဂလိပ်မလီနဲ့တရုတ်ဘာသာတွေပြင်ဒီစစ်တော်တွင်းမှာလည်းသူကော်တွေပါရောင်းဘူးထီအောင်ကြိုးစားခဲ့တယ်ဒါပေမဲ့နောက်ကြာမှာသူတို့ရဲ့ဒီအဲ့မျိုးဆက်ရဲ့ထိတ်တန့်ကြောင်းသားတယောက်သူဖြစ်လာခဲ့တာပေါ့နော်ဒါကြောင့်မို့သူရဲ့ဒီအတရဒဏ်ရာတွေကသူ့ကိုဘယ်သူ့မှမမီခိုးဖို့နဲ့ကန်ချမာကိုဘယ်တော့မှမယုံကြည်ဘူးတင်ပေးခဲ့တာပဲဖြစ်ပါတယ်လူတိုင်းကိုချောက်ပေါ်ကိုရက်တီးရမယ်ရလက်တွေကသူ့ကိုမှန်ကန်ကြောင်းတတ်သိပြခဲ့တယ်နော်ဒီလိုနဲ့2000ပြည့်နှစ်မှာတော့ဒီစင်ကာပူရဲ့တဦးချင်း GDP ပေါ့နော်နိုင်ငံရဲ့ဝင်ငွေကဒေါ်လာ24,000တိအောင်မှရှိလာခဲ့အဲ့ဒါတော့ဒီကနေဒါရဲ့ဒေါ်လာ24,000နဲ့ပြင်သစ်ရဲ့ဒေါ်လာ22,000လို့နဲ့တန်းတူညီမျှတဲ့အထိဖြစ်လာခဲ့တာဒီ2024ခုနှစ်မှာတော့တဦးချင်းလိုက်ဒေါ်လာ9,000ထိကိုရောက်ရှိခဲ့တာပေါ့နော်အဲ့ဒီအချိန်မှာ American ရဲ့ဒီ GDP ကဒေါ်လာ8,500ဝယ်ရှိရောနော်ဆိုတော့အဲ့ဒီအချိန်တော့2024မှာစင်ကာပူရဲ့ GDP ကကမ္ဘာမှာအမြင့်ဆုံးဖြစ်ခဲ့တော့သူရဲ့ဒီအိန္ဒိယချင်းနဲ့ဖြစ်တဲ့မလေးရှားနိုင်ငံကတော့ဒေါ်လာ12,000နဲ့ဒီအင်ဒိုနီးရှားနိုင်ငံကတော့ဒေါ်လာ9,000အစရှိတဲ့ဒီ GDP နဲ့အနည်းငယ်ပဲရှိကြတော့ပညာရေးမှာစင်ကာပူက OECD visa စစ်ဆေးမှုတွေမှာဒီထိတ်ဆုံးအဆင့်မှာရှိခဲ့ဖင်လန်ဂျပန်နဲ့တောင်ကိုရီးယားတို့ကိုဒီတင်ချာတိတ်ပံနဲ့စာဖတ်စမ်းရည်တွေမှာကြော်ဖြတ်နိုင်ခဲ့ကြော်လွန်နိုင်ခဲ့ဒီလိုနဲ့ပဲတဘာဝအရင်းမြစ်မရှိတဲ့စုပ်ပြတ်နေတဲ့နိုင်ငံလေးတစ်ခုကနေပြီးတော့စင်ကာပူဟာဒီညာနာနဲ့ဗန္ဒာရေးဗဟိုချက်နိုင်ငံတစ်ခုဖြစ်လာခဲ့သူ့ရဲ့ဒီနောက်ဆုံးနှစ်တွေမှာဒီကွန်ရီကသူဖန်တီးခဲ့တဲ့ဒီဥယျာဉ်မြို့တော်ထဲမှာလမ်းလျှောက်ပြီးတော့လိုက်သွားနေခဲ့ပါတော့ဒီလိုနဲ့တဖြည်းနဲ့အသက်တွေအိုမင်းလာပြီးတော့အချိန်ကသူ့ကိုအားနေလာစီခဲ့ဒီလိုနဲ့2010ပြည့်နှစ်တွေမှာသူ့ရဲ့ကျမ်းမာရေးတဖြည်းဖြည်းနဲ့ချူချလာခဲ့ဒီလိုနဲ့2015ခုနှစ်မတ်လအရောက်မှာပဲသူ့ရဲ့အသက်60နှစ်အရွယ်မှာသူကကွယ်လွန်သွားခဲ့ပါတယ်သူ့ရဲ့ဇာပနာမှာစင်ကာပူလူမျိုး2 သန်းနီးပါးလောက်ကဒီမွေးထဲမှာတန်းစီပြီးတော့သူတို့အတွက်မျိုးလင်းချက်ပေးခဲ့တဲ့သူတို့ရဲ့ခေါင်းဆောင်ကြီးကိုနှုတ်ဆက်ခဲ့ကြပါတယ်အခုကျွန်တော်ပြောပြခဲ့ပြီးတာတော့လူကန်ယူပါစင်ကာပူနိုင်ငံကိုအမြင့်ဆုံးထိအောင်တည်ထောင်ပေးခဲ့သူတယောက်ကြောင့်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်